မင်္ဂလာပါရှင်အခုရောက်ရှိနေတာကသစ္စာလမ်းမကြီးအနီးမြစ်တာလမ်းမကြီးအနီးတန်တမာလမ်းမကြီးအနီးမှာတည်ရှိရဲ့ပထမတက်တိုက်တစ်ဆက်ဆက်အယောင်ကိုပြပေးမှာဖြစ်ပါတယ်ရှင်ဒီပထမတက်တိုက်တစ်ဆက်ဆက်ရဲ့ဈေးနှုန်းလေးက3550ထပ်ပြီးတော့ညှိနှိုင်းခြင်းနဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဒီခန်းလေးရဲ့အားသာချက်ကတော့မျက်နှာဝကို22ပေအနောက်ကို54ပေကျင်းဝန်းပါတယ်ရှင်ဒီခန်းလေးမှာဆိုရင်တော့ဖွဲ့စည်းပုံလေးက master တကန်း single တကန်းနဲ့ဖွဲ့စည်းပေးထားပါတယ်ဒီခန်းမှာဆိုရင်တော့နောက်ထပ်ထူးခြားချက်က aircon တစ်လုံးပါရှိပါတယ်ရှင်ဒီ aircon တစ်လုံးက air can နဲ့မှာတစ်လုံး master ခန်းနဲ့မှာတစ်လုံး single bedroom နဲ့မှာတစ်လုံး aircon တစ်လုံးပါရှိပါတယ်ရှင်ဒီခန်းလေးရဲ့အားသာချက်ကတော့24နာရီမီးရရှိမှာဖြစ်ပါတယ်ရှင် power station နဲ့ပါတဲ့အတွက် aircon အတွက်လည်းမီးရရှိမှာဖြစ်ပါတယ်ရှင်ဒီချင်းမြင့်အနေနဲ့24နာရီမီးရရှိပြီးတော့အလွန်နိတ်ကိုလိုချင်နေဆိုရင်ဒီတိုက်ကန်နဲ့တိုင်းရောက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ဒီခန်းလေးရဲ့ဆက်ဆက်ဝင်ချင်းဝရဏမှာဆိုရင်တော့နှစ်ပေပတ်လည်ပြည့်ကျွေပြားတွေကိုအပြည့်ခင်းချင်းမိကြပါတယ်ရှင်ဒီခန်းရဲ့ runner ရဲ့အနောက်ကနေစပြီးတော့ master bedroom အခန်းထိကိုပတ်ကေးအထူတာကိုအပြည့်ခင်းချင်းမိကြပါတယ်ရှင်24နာရီမီးရရှိပြီးတော့အလွန်နိတ်ကိုလိုချင်နေဆိုရင်ဒီတိုက်ကန်နဲ့တိုင်းရောက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်လူကြီးမြင့်အနေနဲ့ဗန်ချိတ်ဝယ်ယူခြင်းနဲ့ဆိုလည်းဗန်ချိတ်လည်းလက်ခံပါတယ်ရှင်။ငွေသားဖြင့်ဝယ်ယူခြင်းနဲ့ဆိုလည်းငွေသားဖြင့်လည်းလက်ခံပါတယ်ရှင်။မိမိစိုက်နှစ်သက်ရာ payment ဖြင့်ဝယ်ယူနိုင်ပါတယ်ရှင်။ပေချက်ချက်အလွာနေပထမတက်တိုက်သစ်ဆက်ဆက်လေးကိုဒီဗီဒီယိုလေးမှာပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဈေးနှုန်းလေးကတော့3550ထပ်ညှိနှိုင်းဈေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။အခန်းရဲ့မျက်နှာဝအကျယ်ကပေ22ပေအနောက်ကို54ပေကျယ်ဝန်းပါတယ်ရှင်။ဒီပေအကျယ်ပထမတက်တိုက်တစ်ဆက်ဆက်လေးမှာဆိုရင်တော့ living room မှာလည်း aircon တစ်လုံးပါရှိပါတယ် master bedroom မှာလည်း aircon တစ်လုံးပါရှိပါတယ် single bedroom မှာလည်း aircon တစ်လုံးပါရှိပါတယ်ရှင် runner အနောက်ကနေပြီးတော့ master bedroom အခန်းအရှိထိကိုပါပတ်ကေးအထူသာအသစ်ဆက်ဆက်ကိုအပြည့်ခင်းချင်းပေးထားပါတယ်ရှင်အဲ့ကမ်းမှာလည်း power station ပါရှိရဲ့အတွက်24နာရီမီးရရှိမယ် aircon ရရှိမှာဖြစ်ပါတယ်ရှင်ပေချက်ချက်အလွာနှိပ်ဖြစ်တဲ့အတွက်ရှောက်လန်းရလဲအကျယ်ကြီးပဲဖျားခန်းအတွက်လည်းတီးတန့်နေရာတစ်ခုရရှိမှာဖြစ်ပါတယ်ရှင်အိမ်မှာမိသားစုများတဲ့သူတွေဆိုရင်တော့နောက်ထပ် single bedroom ကိုနောက်ထပ်တစ်ခန်းစိတ်ကြိုက်ဖွဲ့လို့ရပါတယ်ရှင်ဒီအလွာနှိပ်ပေချက်ချက်တိုက်သစ်ဆက်ဆက်လေးရဆိုရင်တော့သစ္စာလမ်းမကြီးအနီးမြစ်တာလမ်းမကြီးအနီးတန်သူမာလမ်းမကြီးအနီးဆက်ဆုံးမှာတည်ရှိနေပါတယ်ရှင်ဈေးနီးကားမတိုင်နီးမှာတည်ရှိနေပါတယ်ရှင်လူကြီးမြင့်အနေနဲ့မိမိကြိုက်နှစ်သက်ရာ payment ဖြင့်လည်းဝယ်ယူနိုင်ပါတယ်။ဗန်ချိတ်ဆိုလည်းစာရွက်စာတမ်းပြည့်စုံတဲ့အတွက်ဗန်ချိတ်လက်ခံပါတယ်ရှင်။နောက်ဖွေးကိချင်းမှာဆိုရင်တော့ cabinet box တွေကိုအပေါ်တွေမှာလည်းအပြည့်တက်ဆင်ပေးထားပါတယ်။အောက်မှာလည်းအပြည့်တက်ဆင်ပေးထားပါတယ်။ဘားကွန်အသစ်ဆက်ဆက်လေးကိုရရှိမှာဖြစ်ပါတယ်ရှင်။ဒီတိုက်ခန်းလေးရဲ့ရေကတော့အဝေးစီးဖြစ်တဲ့အတွက်ရေလဲတန်ပါတယ်ရှင်ငွေသားဖြင့်လည်းဝယ်ယူနိုင်ပါတယ်ရှင်ပေချစ်ချစ်အလွာနှိပ်ဖြစ်တဲ့အတွက်လူကြီးတွေအတွက်အရန်ကြိုက်နှစ်သက်မဲ့အခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်ရှင်အလွာနှိပ်ကိုလိုချင်တဲ့ပေချစ်ချစ်ကိုလိုချင်တဲ့ဆိုရင်တော့ဒီခန်းလေးကိုလာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ဆက်သွယ်ရင်ဖုန်းနံပါတ်က3999983693ပဲဖြစ်ပါတယ်ရှင်အခုလိုအလွာနှိပ်ပထမတက်စစ်စစ်ကိုလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်အောင်ထက်အောင်အင်ချန်လေးကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ဆက်သွယ်ရန်ဖုန်းနံပါတ်က3999983693ပဲဖြစ်ပါတယ်ရှင်ကြည့်ရှုသူလူချင်းတွေအပေါင်းတို့မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင်